ရှင်ယူကီဒီနေ့မှာကlive boy ကတမိုင်းရှိပါတယ် live boy တင်နေမှာဒီတစ်ခုရတယ်သူအဲ့ဟာကကြတော့ယူကီအဝေးလျှော့ဖို့အမေဟိုင်းနိုင်အဝေးလျှော့ဖို့တစ်ခုရှန်လေးအဝေးလျှော့ဖို့တစ်ခုကြံနေတယ်ဒီတော့ရိုက်ပြီးသွားတာအစားရိုက်ဖို့အစီအစဉ်တော့မရှိဘူးဒီတိုင်းပဲရိုက်ဖို့ပေါ့နော်စီစဉ်မရှိတိုင်းပဲတင်မယ်လို့တော့ဟဲ့အဝတ်ဒီရှိုးရအောင်လို့အောက်စရိယာမှာရှိုးဖြစ်တာပါအဲ့တော့ဘာလို့ရှိုးထားလဲဆိုတာကြည့်ပါမယ် let's go ရနေပြီဖွင့်ပြပါကြည့်ရမယ်ရောပြီးရှိုးနေရောဒီနေ့တော့ရှိုးရမယ်ဘူးဒီဆုံးတဲ့ဘယောင်းလေးဒီပတ်ရတဲ့လိုလေးရအောင်ဟိုထင်လာတယ်ဟာတော့ဒီပါညာပတ်ကြီးပါညာပတ်ကြီးဝိရှော်ကျမကျဝိမင်းနဲ့အမေတည့်ဆူရောမှာဒီမကြီးအဝတ်ကြီးကေကေတာချာတော်တော်လေးလေးအမေမသိဘူးအမေမသိဘူးကေတော့ဆိုရှင်တာကြပါမယ်နောက်ပြီးတော့ပါပြီဒီနေ့အကြောင်းရအောင်မိထုံးနှဟဲရှိပါရဲ့ရှင်ဒါမှဆိုမှအောင်နဲ့ဒီမှာပြမယ်ဒါဘာငိုမမြင်ရတာဒီကဖုန်းကအပြင်မှာတော့ယူလာမယ်ဖုန်းနဲ့မှာမှောင်နေလို့မိလေးချင်လာပါရဲ့အဆင်ကြမယ်ရှင်ပြရနေဒီမှာကမုတ်ထားလို့ရှိရဲအဲ့လိုမျိုး အဲ့တစ်ခုလုံး
ရတယ်မုတ်စားလေးကရှိရမုတ်စားပါလေမုတ်စားရမုတ်ကတော့ဒီဟော့တော့လေးစားပါမယ်ဟိုရှိရစားမုတ်ကတော့ဒီမှာဒီဟော့တော့လေးရဲ့တိတ်လို့ပဲဖြစ်ပါတယ်သူက1900ရှိသွားပြီလေတော်တော်လေးလက်ကောင်းတယ်အခုဒီကြိုက်ပါအဲ့တော့အခန်းထဲသွားပါမယ်ဒီမှာအပြင်မှာမစားပါဘူးโอเคသွားပါမယ်ဒီမှာနေတည်းဒီမှာဆက်သွားပါစားမယ်တော့မသိပါဘူးညမုံရောက်ပါစားတော့စတော့မှာပဲရဆိုတော့ဝင်ချောက်ပါဆိုတော့โอเคမစားမယ်你书包是给，OK， မစားပါမယ်။ခေါင်းပြောက်တယ်။ထားတော့မစားกว่าဒီကဒီလိုထဲမှာခေါင်းပါကဒီကြမှာပါ这么离后面呀，这个它怕海没。然后我们把我把这里都拿过来，这个我们泡干了，大家把我一个去买。人高远，那里好多人在呀。这把好多水人在，把边去好多水人在。好多人那边我查了说，现在东了买台，为什么我说叫马来西亚国土地好多，这里也好多，我们就在。အဲ့တော့မကြိုက်ခဲ့ပါအဲ့ဟော့တော့မကြိုက်တာဖြစ်ဒီဘက်မှာကအဲ့ရကုန်ဖွင့်လာတော့တော်တော်လေးချမ်းတယ်နင်းကြိုက်တဲ့လေတော်တော်လေးကိုလည်းအေးရနင်းတော့မကြောက်ဒါပေမဲ့လေရအသေးကြိုက်တယ်ဒီဘက်မှာနာတော့ဖင်လန်လောက်မှာနှစ်နေကြတယ်ဟုတ်လားမလားဖင်လန်မှာနှစ်ကြ3ရက်လောက်ရှိပြီချင်တယ်ရှင်းတော့ပြောရဘူး3ရက်4ရက်လောက်ထိဟုတ်တယ်ဖင်လန်မှာနှစ်ကြတယ်ဖင်လန်မှာကြောက်နင်းတော်တော်လေးအေးရလို့လည်းပြောလို့ရရင်တော်တော်လေးအေးရဒီဇင်ဘာနဲ့နိုဝင်ဘာတော်တော်လေးကိုအေးတာဖင်လည်းပတ်ပါလေဒီကအဖင်လန်တော့ကျင်နေတာဟိုဇက်ကငယ်တဲ့ပတ်စရကမရှိသေးဘူးပတ်စရကရှိတယ်ဒီမှာအမေမလုပ်ပေးသေးဘူးဗျလူပြနေကျမမလေးဟိုတကောင်စီပဲရှိသလားမှတ်ပုံနေတော့မရှိဘူးခုစင်းကြော်တော့မယ်ကွာမှတ်ပုံနေတော့မရှိဘူးကျမမဟုတ်ရမကူတင်မှတ်ပုံနေမရှိဘူးအမေကအဖေမပုံနေဆိုရယ်ခေါမမှပုံနေရတယ်လည်းဟောဝင်းစင်းနဲ့တခါစင်းနဲ့ဝင်းစင်းရတော့ကျမရဲ့အမေရဲ့ဖွားဝင်ကျမရောအမတို့ဟောကျမတို့ကတယောက်မျိုးဆက်တယ်ကွာတယောက်မျိုးဆက်တော့ကျမတယောက်လိုပဲခေါ်ရနေရတယ်တယောက်ကတိတ်မတက်တာပေါ့နော်အဲ့လိုရှိတယ်တရုတ်ပဲတော့တရုတ်လိုပဲလို့ခေါ်တယ်ကျမအဲ့လိုမျိုးဆိုရှင်ကျမကတရုတ်မျိုးဆက်တယ်တရုတ်မျိုးလည်းဆက်လာဖြစ်တဲ့တော့ကြောင့်မို့
အဲ့လိုနောင်မရအမေကိုဒီအမေရအမေကိုအမလို့ခေါ်တယ်နော်အဖွားပေါ့နော်ညီမလို့ပြန်ရမယ်ပေါ့နော်အဖိုးရအန်ကုန်းအဖွားအန်ကောလားအန်ကျော်လားမကောလားမသိဘူးအတူကအန်တော်လားအန်ကောလားမသိဘူးအန်ကောနဲ့တော့အန်ကျော်နဲ့တော့မသိဘူးကျွန်မတရုတ်မှာဆက်ဒါပေမဲ့ကျွန်မတရုတ်စကားလုံးဝမတတ်တော့ကြည့်ချင်ရည်တရုတ်ကျွန်မတရုတ်မှာဆက်တရုတ်စကားလုံးဝမတတ်တော့ကြည့်ချင်ရည်โอเคတရုတ်မှာဆက်ကျုပ်ကတလုံးမှန်တဲ့ကောင်းတယ်ဒီဟိုတော်လေးတော်တော်လေးတော့ကြည့်ပါစားလိုက်ပါမယ်စားလိုက်ဆက်ချက်ပါနော်စားတော့နောက်ဆုံးအလုံးကြီးပါနောက်ဆုံးနှစ်လုံးပေါ့တော်လေးလည်းကောင်းတော်လေးတော့ကြိုက်ပါတယ်လက်ရှိမှာပြဒီဗီဒီယိုအဲ့ဒီလုံးဝမလုပ်တာပါဘူးအဲ original ကိုတင်ပေးထားပါအဲ့ဒီလုံးဝတစ်ခုမှမလုပ်ထားပါဘူးဒီကပြန်သိမလို့ရသေးပါဘူးကြောင့်လို့ဒီကအရင်မတင်မနဲ့အမှားမကောင်းလို့လေကျိုးစားထားရတဲ့ဗီဒီယိုလေးလည်းမဟုတ်လို့ဆိုင်ဘူးလေးတက်ချင်ပါတယ်ဗီဒီယိုတိုင်းအဖြူမတက်လို့ပဲဖြစ်ပါတယ်6ပြပြရတယ်6ဆင်းရတော့ပြီးတော့ဒီမှာဒီဗီဒီယိုရတယ်ဒီမှာအတန်းလည်းလုံးဝမတွင်ထားပါဘူးအဲ့ဒါတလုံးမှာတလုံးကိုမလုပ်ရသေးပါဘူးโอเคအဲ့ဒါလေးလှုပ်ပြလိုက်ပါမယ်ဒါဆိုတော့မိုက်ဖြစ်ပြီးတော့ဗျအနောက်ကမှန်ကတက်ပြရမှာမဟုတ်ပါဘူးဒီမှန်ကတက်ပြရမှာမဟုတ်ပါဘူးဒီမှန်ကဒီလိုမျိုးလုပ်တယ်ဆိုတဲ့အကြောင်းရကျမမသိပါဘူးဒီမှန်ကြောင့်အဲ့ဒါကျမဒီမှန်ရှိမယ်ကျမမသိတော့လေတော့ဘာမှမလုပ်တာအကြောင်းဒီမှန်ကြီးကိုပြောနော်ကျမဒီမှန်နဲ့ကွက်တရားလို့ဒီမှန်နဲ့သိအောင်လို့ပြီးတော့အဲ့လိုမျိုးတန်မှန်နဲ့မှအဲ့လိုမလုပ်ပြပါဘူးကျမဒီတိုင်းပဲဗီဒီယိုရိုက်တော့ဟဲဗီဒီယိုရိုက်နေတာပေါ့နော်ဟောမင်္ဂလာပါအဲ့လိုလုပ်မှာပေါ့အခုလုပ်တဲ့ထဲမှာကကြာရှမပြောချင်တာသူ့ပါသူမှန်တော့မှန်ရှိလို့မရှိပဲမေ့နေတာပါတင်ပြီးတော့အဂရိတ်အစ်တလို့ဘူးဆိုတော့ကကြတော့ဒီဘာမလို့ရမလဲပြီးတော့မပါဝိုင်းတော့တောင်းမှာပါရှင့်ဒီကအတိတ်လုံးဝမလုပ်ထားရပြီးတော့လေးတင်ပြလို့ပဲဖြစ်ပါရှင့်ဟုတ်ပဲဘိုင်ဘိုင်ပါ